self confidence ရှိအောင်တဲ့ဘယ်အရာတွေလုပ်သင့်ပါသလဲတဲ့မတ်ချယ်ရီခိုင်เนาะအဲ့တော့ self confidence ရှိအောင်ဆိုလို့ရှိရင်เนาะမိမိကိုမိမိယုံကြည်တယ်ဆိုတာဒီကိုယ့်ရဲ့လုံနိုင်စွမ်းเนาะကိုယ့်ရဲ့လုံနိုင်စွမ်းကိုယ့်ရဲ့အရေးချင်းကိုယုံကြည်တာကိုယ့်ရဲ့အရေးသွေးကိုယုံကြည်တာเนาะကိုယ့်ရဲ့ skill ကိုယုံကြည်တာငါလုံရင်ဖြစ်တယ်เนาะငါမှာဒီလိုစွမ်းအားတွေရှိတယ်ကိုယ့်ကိုယုံကြည်တာအဲ့တော့ဘယ်လိုမျိုးတွေလုပ်ရမလဲเนาะဘယ်အရာတွေလုပ်သင့်တယ်လဲဆိုလို့ရှိရင်เนาะအနှစ်ချုပ်ပြောရရင်တော့လာ3လုံးပါပဲเนาะလာ3လုံးလုပ်ပါလေ့လာမယ် confidence ရှိလေ့လာထားတဲ့သူက confidence ရှိစာဖတ်ထားတဲ့သူသင်ထားတဲ့သူသင်တန်းတက်ထားတဲ့သူเนาะဒီဘာသာရပ်ကိုနားလည်တဲ့သူက confidence ရှိလေ့လာတဲ့သူက confidence ရှိလေ့ကျင့်နေတဲ့သူက confidence ရှိအားကစားပွဲတွေမှာကောင်းကောင်းလေ့ကျင့်ထားတဲ့သူကပြိုင်ပွဲဝင်ဖို့အသင့်ရှိကိုယ့်ကိုနိုင်မယ်လို့ယုံကြည်နေတယ်เนาะကိုယ့်ကိုနိုင်မယ်လို့ယုံကြည်တယ်ဖြစ်မယ်လို့ယုံကြည်တယ်ဒါကလေ့ကျင့်ထားလို့ကောင်းကောင်း train လုပ်ထားလို့เนาะအဲ့တော့လက်တွေ့လုပ်တဲ့သူက confidence ပိုရှိလာတယ်စကားပြောတာပဲဖြစ်ဖြစ်เนาะစင်ပေါ်တက်စကားပြောမယ်ဆိုတေချာလေးလာထားတဲ့သူတေချာလေ့ကျင့်ထားတဲ့သူတေချာလက်တွေ့လုပ်တဲ့အခါမှာသူ့ကိုယ်သူ confidence ရှိနေတယ်ဒါကြောင့် self confidence ရှိဖို့ဘယ်အရာတွေလုပ်သင့်ပါသလဲဆိုလေ့လာပါလေ့ကျင့်ပါလက်တွေ့လုပ်ပါဆိုတဲ့လာ3လုံးကိုပဲပြန်ပြောရမှာပဲဖြစ်ပါတယ်เนาะဘဝတစ်လျှောက်လုံးနဲ့လက်ကင်ထားပါเนาะလေ့လာလေ့ကျင့်လက်တွေ့လုပ်ဒီနှစ်မှာနောက်နှစ်မှာလည်းဘာလုပ်ရမလဲနှစ်တစ်ကိုစပြီဆိုတာနဲ့အစ်သောအရာတွေကိုလေ့လာမယ်လေ့ကျင့်မယ်လက်တွေ့လုပ်မယ်ဒီလိုမျိုးเนาะခုလိုဗီဒီယိုလေးတွေကိုအမြဲအားပေးခြင်းလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားဖို့အတွက်ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်